ဖျားပန်းလဲတာကနန်းတွဲစိတ်အေးချမ်းမှုစိတ်ပျော်ရွှင်မှုတစ်ခုလို့ပြောလို့ရပါတယ်ဖျားခမ်းမှာဖျားပန်းတွေလန်းလန်းဆန်းဆန်းရှိနေရင်ကိုယ်စိတ်ထဲမှာလည်းကိုယ့်ရဲ့စိတ်တွေလန်းဆန်းနေတယ်လို့မျိုးခံစားရတယ်ပေါ့နော်ဖျားပန်းကို၃ရက်ချမ်းတစ်ခါအဲ့လိုဖျားပန်းလဲပေးဖြစ်ပါတယ်ပြီးတော့နန်းတို့ကနိုင်ငံခြားမှာရောက်နေတဲ့လူပြီးတော့မိဘဆွေမျိုးတွေနဲ့လည်းရက်ဝေးမှာနေရတဲ့လူတွေဖြစ်တဲ့အတွက်ဘာသာရေးပိုင်းမှာလည်းကိုတက်နိုင်တဲ့လောက်လုပ်ပြီးရင်ကိုယ့်ရဲ့စိတ်အေးချမ်းမှုနဲ့စိတ်ငြိမ်သက်မှုကိုရရှိစေပါတယ်လူမှုရေးစီးပွားရေးတွေကြောင့်အသွေးမျိုးစုံနဲ့စိတ်မငြိမ်မသက်ဖြစ်နေရင်ကိုယ့်ရဲ့ဘာသာရေးပိုင်းမှာလည်းအားဖြစ်စေချင်ပါတယ်။နန်းကိုယ်တိုင်ကတော့နန်းအားရင်အားသလိုဒီဘာသာရေးပိုင်းကိုလည်းကိုယ့်ရဲ့စိတ်ငြိမ်သက်မှုနဲ့ကိုယ့်ရဲ့စိတ်အေးချမ်းမှုအတွက်လူနဲ့စိတ်အမြဲတမ်းတတိကပ်နိုင်ဖို့ဘာသာရေးကိုလုပ်ဖြစ်တယ်ပေါ့နော်။အခါတလေနားရရက်တွေမှာဆိုရင်နန်းတယောက်တည်းဒီထိုင်းဘုံကြီးကျောင်းကိုသွားပြီးတော့ဘာသာတရားတွေလုပ်ဖြစ်တယ်ညက်စာတွေငါးစာတွေကျွေးဖြစ်တယ်ပေါ့နော်။ဘုံကြီးကျောင်းသွားပြီးကုသိုလ်တွေလုပ်ပြီးတော့ကိုယ်စိတ်ထဲမှာပို့ပြီးတော့အေးချမ်းနေတာမျိုးပို့ပြီးတော့တည်ငြိမ်နေတာမျိုးကိုခံစားရတယ်ပေါ့နော်။ကိုဘယ်လောက်ပဲအလုံးများနေပါစေဒီဘာသာရေးပိုင်းကိုဒီနေ့15မိနစ်30အဲ့လိုလေးအချိန်ပေးဖြစ်ပါတယ်။